ဘူးတဲ့ချိန်တည်းမိုးမကြီးရဲ့ညိုအိပ်ပညာတွေများရက်ဆက်လုံးနေလို့ဘယ်လိုမှတောင်းတလည်းမရဆောင်းရတဲ့ညအကြောင်းကလည်းမလားမုန်းသွားတဲ့ချိန်မှာတောင်းမှန်တဲ့ချိုငါရင်ဘက်တွေလည်းစုပ်ပြတ်တတ်နေလို့ဒီတော့ငါပြောင်းပြလည်းမရနောက်ကြတဲ့ခဏတောင်းတတဲ့ဘဝမေးတော့ခက်တဲ့တန်တိုင်းမှန်တဲ့မင်းဖြစ်တဲ့ဘဝမှာတယောက်တည်းဖြတ်တန်းလေလိုများတွေ့တော့ကဖုန်းတွေပဲဆန်းဆန်းမရှိမဲ့ရက်စီကောင်းရင်မှပြန်တန်းမင်းနဲ့ငါဝေဖို့ကပြောမယ်ဆိုလက်တကယ်မင်းကြိုက်တဲ့ကောင်းနဲ့အမြဲတမ်းမဖက်နဲ့ငါကြိုက်တာမဖြစ်ရက်နဲ့ဖက်ချမ်းမင်းမကြိုက်တဲ့ငါလိုကောင်းနေနေတာလက်ပတန်းတွေလည်းမဆက်ဖဲနဲ့နေနေတာစင်ပြေနေပြီလားငါပဲနဲ့နဲ့လဲကြည့်အောင်မုန်းနေလဲအသက်သွေးကြောင့်ရှင်သန်ရာဒီခန္ဓာနဲ့ဘွားမင်းမဖြစ်နေလို့ပြုံးနေလိုက်အချိန်ပေးတဲ့လူစီမှာငါလိုကောင်းကိုကစားလဲခွဲနဲ့ထက်တဲ့အောင်ယုံနေလဲဒီအချိန်ကထားဝဲတာတန်တရားနောင်ကျိုးပြတ်ဖို့နဲ့ခက်နေလို့